တရုတ်စာလေ့လာနေတဲ့သူတွေအနေနဲ့2025မှာမဖြစ်မနေထည့်ထားတဲ့ application 3 ခုနံပါတ်1 WeChat သူကတော့တရုတ်ပြည်ရဲ့အရေးကြီးဆုံးဆက်သွယ်တဲ့ application တစ်ခုလည်းဖြစ်ပါတယ်scholarship ရှောက်နေသူတွေအနေနဲ့ပို့ပြီးတော့မှလိုအပ်ပါသေးတယ်ကိုရှောက်ထားတဲ့တက္ကသိုလ်ကဆရာဆရာမတွေကကိုယ့်ရဲ့ WeChat ID ကိုတောင်းပြီးတော့အဲ့ဒီ WeChat ကနေပဲတစ်ဆင့်ဆက်ပြီးတော့ပြောစရာရှိတဲ့ကိစ္စတွေကိုအဲ့ဒီမှာပဲပြောပါတယ်ဒါကြောင့်ကိုယ့်အနေနဲ့ကျောင်းလျှောက်ဖို့စဉ်းစားထားတယ်ဆိုလို့ရှိရင်တော့မဖြစ်မနေတစ်ကောင်းတော့ဖောက်ထားတင်ပါတယ်နံပါတ်2 Red Note နံပါတ်2သူ့ကိုတော့ရှာဟုံးရှုလို့လည်းခေါ်ပါတယ်သူကတော့တရုတ်ရဲ့ Instagram တို့မှာတင်စားရလောက်တဲ့အထိလူငယ်တွေအသုံးများပါတယ်သိစင်တဲ့အကြောင်းအရာအမှန်တမျှကိုလည်းအလွယ်တကူရှာဖွေလို့ရပါတယ်ဆိုကြပါစို့ဘေကျင်းရဲ့အထင်ကရနေရာတွေကိုလည်းပတ်ချင်တယ်ဆိုလို့ရှိရင်အဲ့ဒီမှာတည်းရှာလို့ရပါတယ်နောက်တစ်ခုကတရုတ်စာလေ့လာနေတဲ့နိုင်ငံသားတွေအရန်များတဲ့အတွက်ကြောင့်မို့လို့တရုတ်စာလေ့လာနေတဲ့သူတွေအတွက်လည်းအဖွယ်ရှာဖို့အရန်ကိုမှအသုံးဝင်တဲ့ application တစ်ခုလည်းဖြစ်ပါတယ်နံပါတ်3 Weibo နံပါတ်3Weibo ကတော့စီဒရမာဖန်တွေအတွက်အထူးကွန်မှာတင့်တော်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကိုကြိုက်တဲ့မင်းသားမင်းသမီးတွေရဲ့ activity တွေအားလုံးကိုဒီပုံမှာပဲတင်ကြတာမို့လို့ပဲဖြစ်ပါတယ်။ပြီးတော့တရုတ်ပြည်တွင်မှာဖြစ်ပျက်နေသမျှပွဲတွေအားလုံးကိုလည်းသိနိုင်တာမို့လို့ကိုကပွဲကြိုက်တယ်ဆိုလို့ရှိရင်တော့ဒီ app ကလေးကိုမဖြစ်မနေထည့်ထားသင့်ပါတယ်။တခြားကိုစိတ်ဝင်စားတဲ့အကြောင်းအရာအများကြီးကိုလည်းဒီမှာရှာလို့ရပါတယ်။ဥပမာပကြီးနဲ့ပတ်သက်တာတွေဒါမှမဟုတ်လို့ရှိရင်ရုပ်ရှင်နဲ့ပတ်သက်တာတွေစတဲ့အကြောင်းအရာတွေများလုံးကြီးကိုလည်းဒီမှာရှာလို့ရပါတယ်။ဒီနေ့ဝင်မြပေးခဲ့တာကတော့ကိုယ့်အတွက်အသုံးဝင်တဲ့ application လေးတွေပဲဖြစ်ပါတယ်။နောက်ထပ်လည်းဒီလိုအကြောင်းအရာတွေအများကြီးပဲဝင်မြပေးသွားပါအောင်မယ်။我们下次再见。